Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Protein ပါကျွန်တော်ဒီကနေ့မှာတော့ကျွန်တော်ဒီထောင်ထဲမှာပိတ်နေနေတာကျွန်တော်အနှစ်ပေါင်းများစွာရှိခဲ့ပြီပေါ့ဗျာကျွန်တော်ဒီကနေ့မှာတော့အခွင့်အခါရတော့ထွက်ပြေးမယ်ပေါ့ဗျာဟိုမှာကြည့်လိုက်အဆောင်ဟာခဏလေးပါကျွန်တော်ထပ်ပြပါမယ် Okay ဟိုမှာကြည့်လိုက်ပါဘလို့အဆောင်ဟာတော့အိပ်ပျော်နေပြီဗျာအဲ့အတွက်ကျွန်တော်ဒီကနေပြီးတော့ထွက်ပြေးဖို့အခွင့်ကောင်းရနေပြီပေါ့နော်ပြီးတော့ဒီအောက်မှာလည်းအနေရောတော်တော်များရဗျာအောက်ကိုပြုတ်ကြရင်လာပါလေးပြုတ်ကြပြီးတော့ကျွန်တော်သိနိုင်တယ်အဲ့တော့ကျွန်တော်တေချာသတိထားပြီးတော့ရမယ်ပေါ့Hobby game တွေတော့ဟိုတိုင်းမှာအခက်ခဲဖြတ်ကျော်ပြီးသွားရမယ်ပေါ့ဗျာ။ Okay ကျွန်တော်ဒါလေးကိုအဲ့ဒါပထမအဆင့်လွယ်လွယ်လေးကနေစရမယ်ပေါ့ဗျာ။အပေါ်ရောက်လာလေခက်လာမယ်လို့ထင်တယ်။ဘာလို့ထောင်ကျွန်တော်တို့အဲ့ dungeon ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အခက်ခဲနေပဲကြော်ခိုင်းပါဗျာ။တာမန်လိုမျိုးနဲ့တော့ကျွန်တော်ပေးကြော်မှာမဟုတ်။ဘာလို့လဲတာမန်လိုမျိုးဆိုကျွန်တော်တို့လူနေတိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရမယ်နိ။ Okay အားကြောင့်လို့ပါဗျာ။ Let's go ကျွန်တော်ဘာဖြစ်တော့ကျွန်တော်အပေါ်ရအောင်တိုင်ရမယ်။ဒီအပေါ်မှာတော့တခုရှိမှထင်တယ်ကျွန်တော်ဒီ track တွေရအသေးစိတ်နိုင်နေ time your movements and curfew အင်းတော့ဟာတေချာသွားပေါ့နော်တော့ဟာသတိထားသွားတယ်ပြောပါโอเคပါကျွန်တော်သတိထားပြီးသွားကြမယ်ပေါ့ဗျာအနေအသေးရောကျွန်တော်သတိထားပြီးသွားကြမယ်ပေါ့ဗျာ You die Okay ကျွန်တော် finally ပေါ့နော်ကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်လွတ်မြောက်နိုင်ခဲ့ပါပြီသူပြောတာတော့ဒီဘောတက်ခိုင်းနေဗျအဲ့တော့ကျွန်တော်တက်ကြည့်အောင်ဘာကြီးရှိမလဲပေါ့နော်ဒန်ဂျာနေထွက်ပြေးမယ်ဆိုတော့နည်းနည်းတော့သတိရောထားမယ် Okay ကျွန်တော်ဒါဆိုတော့အပေါ်တော့ရောက်ပြီဒီကောင်ကတော့ပြောထားတယ်ဒီတကားကိုဖွင့်တော့လို့ဒီ chest တွေတခုမှတော့ရှိနိုင်တယ်ပေါ့နော်ဒီတော့တွေကဒီမှာရှိပြီးတော့ဒီကောင်တခုပဲတီးစားဖြစ်နေရဆိုတော့ဒီတော့ဒီထဲမှာပဲနေပါကျွန်တော်အဲ့ဒါဖွင့်ကြည့်ရအောင်ဟုတ်တယ်ထင်တဲ့အတိုင်းပဲOkay အဲ့ဒါကျွန်တော်တကားပွင့်လိုက်ရအောင် Yes ဒါပဲကျွန်တော်တကားပွင့်သွားပြီတကားပွင့်သွားပြီဆိုရင်ကျွန်တော်တကားလေးပြတ်ပိတ်သွားပြီဗျတကားပွင့်ပြတ်ပိတ်ဟိုမှာ bear trap တွေကနင်းရမဟုတ်တော့ bear trap တွေကလည်းလောက်ပြီးကြီးရထားတာတော့ဟာအဲ့လောက်ကြီးလေကြီးရမလို့ပါဘူးလို့ကျွန်တော်တို့ဒီတသေးလေးတွေပါတစ်ချက်ထိမိရတယ်တန်းကြွနိုင်တယ်လို့အသိရောဒါဆိုရင်တော့ကျွန်တော်နောက်တစ်ဆင့်တော့ရောက်ပြီဗျာကျွန်တော်နောက်တစ်ဆင့်တော့ရောက်ပြီ and it looks like that we can only go ကျွန်တော်အောက်ကိုပဲတွားလို့ရမယ်ပုံပဲအဲ့ဒါကျွန်တော်ဒီအုံးကြီးကိုနည်းရအောက်ကိုတွားမယ်ပေါ့နော် okay အောက်ကိုတွားမယ်အောက်ကိုခုတ်ချမယ် oh my god ရင်တစ်ထိတ်ပဲဒီကြားလေးကိုဝင်ရမယ်ဆိုတော့ဘေးရောက်အောင်ဟုတ်ဒါလည်းအောက်ဆင်းရမှာပုံပဲဒီအောက်ကိုပြုတ်ကြရင်တော့မသိလာဘူးထင်တာပဲဟုတ်မသိဘူးက Very sure that we have the trash inside the distance ဒီအတွင်းထဲမှာပေါ့နော်ထိုင်ချောက်တွေရှိနေတယ်ထင်တယ်အကြားနေရတယ်ဆိုတော့ဒီအောက်ကိုထင်ထောင်ချောက်တွေပဲဒီမှာဘာလို့လဲဒီတိုင်းကြီးတော့ကျွန်တော်တို့ပေးသွားမယ်ဟုတ်အပေါ်မှာထောင်ချောက်တွေရ what the okay ရပြီဒီအောက်လွယ်ပါတယ်တော့လွယ်ရပြပါလို့ကျွန်တော်နှစ်ခါပဲသိရပါတယ်ဒီခုမှသိအများကြီးမသိရသေးပါဘူးဟုတ်ဒါကြည့်ရပြင်မဲ့အပိုင်းပဲဒီမှာအဲ့တခုကြီးပဲအဲ့နားလေးထားတာဆိုတော့ဖြစ်နိုင်ဘူးလူတွေလည်းမရှိအောင်ဒါပဲဆိုတော့အဲ့အနီအောင်ပါဒီသိရပေးရကြီးထင်းနေဘာလို့သိလဲဆိုတော့လည်းမပြအောင်လာပါလည်းမဟုတ်ပဲနဲ့ဘယ်လိုလုပ်ပြီးသိရဥစ္စာအထိပ်ပဲမရှိပါဘူးဒီကင်းကတော့ကျွန်တော် recommend ပေးမယ်ဆိုရင်0ပါ Okay ဒီပါစကြီးမှာရှိရ portal တွေကိုကျွန်တော်ဝင်သွားပဲရောက်အောင်မသိဘူး Whoa ဒီရောက်သွားပြီဗျာ Close that we make it to sentence to trace temple use the speed box Okay ဒီလိမ်မဟောင်းတို့ထိလိုက်တာလေကျွန်တော်အပြေးနေအောင် flash ပြတော့ဟုတ်ပြီရောအောက်ကဘာကြီးရောအောက်ကလာပါရရွေ့နေရောလာပါလည်းမဟုတ်ဘာမှမသိခရင်ရအောင်လေနည်းနည်းတော့ကြောက်စရာကြီးဒီမှာ statue ရstatue ရလည်းကြောက်စရာကြီးဘာကောင်းရင်းလည်းမသိဘူး night statue that we will need to lower the okay ကျွန်တော်ဒီကောင်ကြီးကိုချရမယ်ပေါ့နော်ဒီ bridge ကိုချဖို့လုပ်မယ်တဲ့ဒီ lever ဆွဲလိုက်မယ်ဆိုရင်တော့ကျွန်တော် drag ကြီးကိုချလိုက်ပြီပေါ့နော်ဒီကောင် lever စားခိုင်းတာအပေါ်မှာဟိုရှိနေရအောင်ဟိုလိုက်ရှာခိုင်းတာတန်းပြောလိုက်တော့ဘာဖြစ်မှာမလို့တော့ Okay ကျွန်တော်အပေါ်ဆက်တက်မယ်let's go ချက်ပွားရပြီဘာလို့လဲကျွန်တော်ရဲတိုက်ကြီး oh my god အကြည့်ပဲဟိုမှာငကားကြီး Okay ကျွန်တော်သူပြောတာတော့ကျွန်တော်ဒီထဲကိုပဲသွားရမယ်လမ်းရှိရဆိုတော့ကျွန်တော်တို့
Drago Bazaar တဲ့ကိုပဲခုံသွားမယ်ပေါ့ဗျာ let's go ဟုတ်ငကား Bazaar ထဲရောက်သွားပြီငကားရဲ့ Bazaar ထဲမှာဘာရှိလဲဆိုတော့ကျွန်တော်လေ့လာရအောင် looks like the other day remember to jump for a safe landing okay ကျွန်တော်ခုံမမင်းနေပေါ့နော်ကျွန်တော်ကောင်းမွန်စွာခုံ okay ဒီပြောမှန်တယ်ဟာကျွန်တော်ခုံမသုံးမိတ်တိသွားမှာ lava ရဲ့ပြုတ်ကြကျွန်တော်တိသွားနိုင်တယ်ဒီပြောမှန်ကျွန်တော်ပြော You die. ငါကအဲ့မှာမီးပိုင်းရှိရောရေပိုင်းရောက်လာပါပြီကျွန်တော်ဒါတော့ရေပိုင်းပဲဖြစ်ပါရဲ့ဒါတော့ class ရေခဲဆိုဒီကောင်မီးရောရေခဲရောမှုတ်လို့ရမယ်ကျွန်တော်ဒီအားကြီးကြီးอ่ะ okay ဘာဖြစ်တော့ကျွန်တော်ကတော့ထွက်ပြေးနိုင်ဖို့ကတော့ကျွန်တော်ရဲ့အဓိကပေါ့ပဲเนาะအဲ့ဒါကြောင့်ကျွန်တော်ထွက်ပြေးရအောင်တော့ထွက်ပြေးရမယ်ဗျ။မိုက်ကဘာတန်ရမ်းလည်းမသိပါဘူး။လုံးဝ soundtrack လည်းမပါပါဘူးဒီ game မှာတော့ဘာမှမပါပဲပါရဲ့။ okay တော့မိုက်ကဒါကြီးဘယ်နေရာကြီးရောတနကားရဲ့ဥဝေးလား။ဘာကြီးရောလိုနေရာကြီးရောတော့ကြောက်စရာကြီးဟာโอเคဘာဖြစ်လဲကြောက်စရာနေရလဲကျွန်တော်တို့ခုံနိုင်ခဲ့ပြီပေါ့ဗျာဒါတော့ကျွန်တော်အတွက်အလွယ်ကူဆုံးဟာပါကြီးတော့ထီလည်းမသိပဲနဲ့ပြီးသွားဒါတော့ကျွန်တော်အတွက်အလွယ်ကူဆုံးပေါ့ဗျာဒီနေ့ကြည့်လိုက်ကျွန်တော်ခုံရမယ်ရော့အမခဏဘယ်နဲ့စက္ကန့်မှတော့မကြောက်သူပြောထားတယ်ခုံမမင်းနဲ့ oh what the fuck ငကားကြီးကပေါက်ကနေထွက်လာတာသူကြည့်ရတော့ဒီလက်သားကိုလောက်ပြီးတော့အပေါ်ကိုထွက်လို့ရပြီဒီနန်းတော့ကနေထွက်လို့ရပြီနောက်တော့okay ကျွန်တော်အိမ်ပြန်လမ်းကိုသွားလို့ရပြီပေါ့အိမ်ပြန်လမ်းကိုသွားဖို့အချိန်တန်ပြီဒီပေါ်တက်ပြီဆိုတာနဲ့ကျွန်တော်တို့အောင်မြင်ပြီပဲဖြစ်ပါနောက်ဆုံးတော့ငကားရဲ့အမီးရနေပြီးတော့ကျွန်တော်တို့ထွက်လာပဲဖြစ်ပါရဲ့ okay finally ကျွန်တော်တို့ဒီမှာတော့လမ်းကြီးအကြာကြီးလျှောက်ပြီးရနောက်ပိုင်းမှာ yes that we make it ငါတို့ကျွန်တော်တို့ထွက်ပြေးနိုင်ခဲ့ပြီပေါ့ဗျာ the powers F to find the secret bandit okay စွမ်းနေတုံးပြီးတော့အဲ့တောက်ဆောင်နေရဲ့သူ့တစ်ကိုရှာရအောင်မယ်ပေါ့ဗျာokay you can find the secret bandage yo you want it I mean secret bandage ကိုရှာနိုင်လား okay ရှာလိုက်ရအောင်ပေါ့ဗျာဘယ်နားနေမှာတော့ဟာအဲ့ secret bandage ကပေးပြီးချင်တာပဲ okay ကျွန်တော်ဘာဖြစ်တော့ကျွန်တော်နှုတ်ဆက်ချိန်တော့ရောက်လာပါပြီကျွန်တော်အဲ့ဆိုရင်တော့နှုတ်ဆက်ကြမယ်ပေါ့ဗျာတကယ်ချင်းတော့ဒါဆိုရင်တော့ကျွန်တော်နှုတ်ဆက်ဖို့အချိန်တန်ပြီပေါ့ဗျာ okay အားလုံးပဲကြည့်ရှုအားပေးပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ညကြရင်လည်းကျွန်တော် live ရှိပါတယ်ပေါ့နော်9နာရီမှာ live ရှိပါတယ်တကယ်ချင်းတော့မေးကြပါနဲ့ဟုတ် okay တကယ်ချင်းတော့ကျွန်တော်တို့တောက်ကြစနေတုန်းလေးဗီဒီယိုကျွန်တော်တင်ပြပါမယ် okay ပါတကယ်ချင်းတော့ဘိုင်ပါ okay stream ကိုသွားဖို့မေးပါနဲ့တကယ်ချင်းတော့bye bye